မင်္ဂလာပါရှင်မမေကတော့မိုးမြရဲ့တနာကမတ်မိုးပါမမိုးဒီနေ့ပြောပြပေးသွားမယ်အကြောင်းအရာကကြတော့ပေါ့နော်မမိုးမြန်မာနိုင်ငံမှာဒီကြောင်စိမ်းထွက်ရှိတဲ့ဒေတာရဲ့သူ့ရဲ့ထွက်ရှိရာဒေတာအဆင့်ဆင့်ပေါ့နော်အဲ့ဒါလေးတွေကိုဘဝတုဒ္ဒအနေနဲ့ပြန်လည်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံမှာအဓိကအားဖြင့်ကြတော့ပေါ့နော်ကျောက်စိမ်းထွက်တဲ့နေရာက၄နေရာရှိပါတယ်ဖားကန့်ရတနာမြေရဲ့လုံခင်းကဖားကန့်ရတနာမြေပြီးတော့ခန်းလေးရတနာမြေနဲ့စကိုင်းနဲ့ကချင်ပြည်နယ်ကြားထဲမှာရှိတဲ့မော်လူးမော်ဟန်ပေါ့နော်အဲ့ဒါတွေထဲမှာမင်းတို့ဒီကျောက်စိမ်းတွေထွက်ရှိတယ်ပေါ့နော်ဒီ၄နေရာမှာပေါ့အဲ့တော့အားလုံးထဲမှာဖားကန့်ရတနာမြေရဲ့ကျောက်စိမ်းတိုက်ကတော့သူကအကြီးဆုံးပါပဲတဲ့ခန်းလေးလုံခင်းနဲ့ဖားကန့်ဒေသရဲ့ကျောက်ကြောတွေကပေါ့နော်အလျားလိုက်ထပ်သွားပြီးတော့မှဒီမော်လူးမော်ဟန်ရဲ့ကတော့ပုံမှန်အားဖြင့်သူကဒေါင်လိုက်ထပ်သွားပါတယ်တဲ့ဘယ်မော်မှာမဆိုပေါ့နော်များသောအားဖြင့်ကကျောက်ကြောတွေရဲ့အပေါ်အလွှာမှာမြေမှန်ဆိုပြီးတော့ရှိရပေါ့နော်မြေမှန်ရဲ့အောက်မှာကြက်သွေးနက်နဲ့အမဲကြောဆိုပြီးတော့ရှိပါတယ်တဲ့အဲ့ဒီကြက်သွေးနဲ့အမဲကြောကြားထဲမှာတန်ကြီးခွန်တို့မြင်းကြီးခွန်တို့ဆိုတာလည်းရှိသေးတယ်ပေါ့နော်ဒီချောင်းကြောရိုးတွေရဲ့တခြားမှာကြတော့အဲ့မုံထုခွန်ဆိုတဲ့အခွန်တွေကလည်းတွေ့ရတတ်ပြီးတော့ပေါ့နော်ဒီရေတစ်ပိုင်းကုန်းတစ်ပိုင်းနဲ့သူကရေခွန်ဆိုတာကလည်းရှိသေးတယ်ပေါ့နော်ဒီဖားကန့်ရတနာမြေရဲ့ကျောက်စိမ်းနဲ့ခန်းလေးရတနာမြေကျောက်စိမ်းကမြေအခွန်အရောင်ချင်းမတူကြဘူးပေါ့နော်ကျောက်စိမ်းနဲ့မြေချင်းမတူလို့ရှိရင်သူကအခွန်အရောင်မတူသလိုမျိုးအသားလည်းခြားနာတတ်တယ်ပေါ့နော်ကျောက်စိမ်းမှာကလေအခွန်အရောင်အမျိုးမျိုးရှိပါတယ်သူကကျောက်စိမ်းဆိုတချို့ကစိမ်းတယ်ပဲထင်ကြတာပေါ့နော်တကယ်တမ်းကကျတော့အဝါရောင်အဖြူရောင်အမဲရောင်အစရှိတဲ့အမျိုးမျိုးရှိတယ်ပေါ့အဲ့ဒီအမျိုးမျိုးရှိတဲ့အထဲမှာတက်တော်ခွန်လိုမျိုးအရောင်လေးကကျတော့အထူးအောင်တတ်တဲ့ကျောက်စိမ်းမျိုးပါတဲ့ကျောက်စိမ်းထွက်ရှိရာဒေသမှာပေါ့နော်ဒီမှော်တွေကိုတနေရာအဆင့်ဆင့်ပြောပြရမယ်ဆိုလို့ရှိရင်ပေါ့နော်ပထမဆုံးအနေနဲ့တွေ့ရမှာကလုံးခင်းမှော်ပါအဲ့ဒီလုံးခင်းကနေပြီးတော့ဆက်ပြီးဆင်းလာမယ်ဆိုရင်မလောင်ကြီးမလောင်သေးဆိုတဲ့မှော်တွေကိုတွေ့ရတယ်ပေါ့နော်သူရှင်ကနေဆက်ဆင်းလာမယ်ဆိုလို့ရှိရင်မှော်စီစာပါမှော်စီစာပြီးလို့ရှိရင်တော့မှော်ဝမ်းကြီးမှော်ဝမ်းလေးပေါ့နော်သူပြီးလို့ရှိရင်တော့ဘာလခတို့တောင်ပြိုတို့မှော်မောင်းလျံတို့လည်းရှိပါတယ်အဲ့ဒီကနေဆက်ပြီးဆင်းလာမယ်ဆိုလို့ရှိရင်မနမှော်ရှိပြီးတော့ပေါ့နော်သူပြီးသွားလို့ရှိရင်တော့မက်လင်ချောင်မှော်ကိုရောက်ပါတယ်မမုံနဲ့မက်လင်ချောင်ကျောက်ကလေတကြောထဲဖြစ်ပြီးတော့သူကမမုံရွာရဲ့အနောက်ဘက်ကရက်မှာရှိတဲ့ကရင်ချောင်နဲ့မက်လင်ချောင်ဆိုပြီးတော့သူကနာမည်လဲကြီးတယ်ပေါ့နော်သူရှိကနေတစ်စင်ထက်ဆက်ပြီးတော့မှဆင်းလာမယ်ဆိုလို့ရှိရင်တော့တာမခန်မှော်ကိုရောက်ပါတယ်ဈေးကြီးပြီးတော့ဒီကြောက်ကြီးတွေထွက်တဲ့မှော်ကတော့ဝေခါရယ်လုံးခင်းရယ်ကထန်ငိုပြင်းပြီးတော့စံခါနဲ့မက်လင်ချောင်တွေမှာကကြတော့များသောအားဖြင့်ပေါလီနဲ့အရည်ဆွဲတွေထွက်တတ်တာများတာကြောင့်မို့လို့သူကဈေးကောင်းလဲရှာတတ်တယ်ပေါ့နော်တကယ်တမ်းဒီကျောက်ဆိုတာကကံကောင်းရင်ဘယ်ဟာဖြစ်ဖြစ်အောင်မယ်ဆိုတာကမဟုတ်ပါဘူးเนาะအဓိကကတော့ကံဉဏ်ဝရိယဗဟုသုတတွေပေါင်းပြီးတော့မှဒီမှော်တွေအကြောင်းကျောက်ရဲ့အကျော်တွေအကြောင်းခွန်အကျော်တွေအကြောင်းအဲ့လိုတွေလေ့လာမှတ်သားတတ်ဖို့လည်းလိုပါတယ်ရှင်ကျောက်စိမ်းဆိုတာကဘာသာပေရသဘောတရားတစ်ခုပေါ့နော်သူတို့ကိုတကယ်တမ်းကနားလည်မှဖြစ်မှာပေါ့နော်ကျောက်ကိုလောဘနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းမှားတတ်ပါတယ်အဲ့တော့တေချာကြည့်ပြီးတော့မှပေါ့နော်လေ့လာအားများသွားတဲ့အခါကျရင်တော့ဘယ်ကျောက်ကဖြင့်အောင်နိုင်မအောင်နိုင်ဆိုတာကိုစိတ်ထဲကနေရိပ်စားမိနိုင်လောက်တဲ့အထိကိုဖြစ်လာတယ်ပေါ့နော်ဒါဆိုရင်တော့မတို့ဒီနေ့ပေါ့နော်ဒီကျောက်ရဲ့အကျော်တွေအကြောင်းပြီးတော့ကျောက်ရဲ့အခွန်တွေအကြောင်းနဲ့ပေါ့နော်ဒီထွက်ရှိရာဒေသတွေကိုမမေကပြောပြပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ဘ ഹു တုဒရလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ရှင်မမေတို့နောက်ဗီဒီယိုလေးတွေမှာပေါ့နော်မှော်ချင်းစီရဲ့အရေးချင်းလေးတွေကိုအရေးချင်းလေးကဘာလေးတွေဖြစ်မလဲပေါ့နော်အဲ့ဒါလေးတွေကိုပြောပြပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ဗီဒီယိုလေးတွေမှာလည်းဆက်လက်စောင့်ကြည့်ပြီးတော့အားပေးပါအောင်ရှင်